ကိုငယ်ငယ်တုန်းကအတန်တတန်ပဲထွက်တာဘယ်လိုလဲအောင်မလေးထွက်ပြန်ဥဝဲလေဟုတ်တယ်မလားအဲ့ဥဝဲကိုအဓိပ္ပာယ်မျိုးစုံဖော်တာမိဘနော်နှုတ်စာလဲဥဝဲအဲ့ရနှုတ်လို့မှအပေါ့တွေအလေးတွေနဲ့ညစ်ပတ်နေလို့စိုးနေပြီဆိုလဲဥဝဲနော်အမေစီလိုက်ရှင်လဲဥဝဲအိတ်ချင်လဲဥဝဲဘိုက်အောင်ရင်လဲဥဝဲဘာဖြစ်ဖြစ်ဥဝဲအဲ့ဥဝဲပေါင်းစုံကိုလေဘာဆိုးလို့တာလို့နားလဲအောင်စဉ်းစားပြီးတော့ခလေးမျက်နှာအကဲခတ်ပြီးလုပ်ပေးတာဘယ်လိုလဲမိဘကဲမိဘအသက်ကြီးတဲ့ချိန်မှာပြောနိုင်တယ်ပြောတတ်တယ်မပြောတော့ကိုသားသမီးစိတ်ညစ်မှာဆိုလို့အဲ့ဒီမိဘမျက်နှာကိုအကဲခတ်ပြီးပြန်ပြုစုရမှာဘာလို့လဲသားသမီးတွေနော်ဟိုတော့ကမပြောတတ်တဲ့မျက်နှာကိုအကဲခတ်တာဒီမှာပြောတတ်ရက်နဲ့ရင်ကုန်နှုတ်ပိတ်နေတဲ့မိဘမျက်နှာငါအမေဘာဖြစ်လဲငါအဖေဘာဖြစ်လဲဘာလို့မကြဖြစ်လဲဘာခက်ခဲနေလဲငါဘာလုပ်ပေးရမလဲကရုဏာသမားဟာအဲ့လိုတွေးရအဲ့လိုတွေးပြီးတော့မိခင်ဖခင်တွေပြန်ဆောင်ရှောက်ရင်မိဘမေတ္တာကြောင့်သားသမီးလည်းကောင်းစားပါတယ်ဒီမိဒီဖကလည်းအဲ့ဒီလိုဆောင်ရှောက်တဲ့သားသမီးနေတိုင်းမေတ္တာပို့တယ်မပို့တဲ့နေရှိမလား